Miss Universe ပြိုင်ဖို့ငွေမရှိလို့စင်တင်မှာတချင်းဆိုချင်နေတဲ့ခင်ရနာဆို Miss Universe ပြိုင်ပွဲဝင်ဖို့တွင်ငွေလုံလားမရှိလို့ဒုက္ခရောက်နေသူကအလှမေခင်နာဆိုပါခင်နာဆိုဆိုတာကတော့မြန်မာနိုင်ငံအလဲပိုင်းကမြို့တွေအတွင်းအလူပွဲဖျားပွဲတွေမှာမပါမဖြစ်ငှားရတဲ့စိုင်းမင်းသမီးလေးဖြစ်ပါတယ်ခင်နာဆိုဟာစိုင်းမင်းသမီးဖြစ်မြမရိုးရာစိုင်းဝိုင်းကိုတိခတ်နိုင်ရုံသားမကတချင်းဆိုလေးကောင်းပါတယ်ခင်နာဆိုဟာမြမ idol နဲ့ The Voice မြန်မာစတဲ့တချင်းဆိုပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ဖို့ကရုပ်ရှင်ဇာတ်ဝင်တည်တဲ့အခြားသောတေးချင်းကောင်းများစွာကိုတည်ဆိုနိုင်သူပါအခုခါမှာတော့ခင်နာဆိုတရား Miss Universe ဘကိုးတရဖို့စုကိုရရှိသွားပါတယ်။ဒါကြောင့်လေအခုဆိုရင်တော့ခင်နာဆိုဟာ Miss Universe မြန်မာ2025ပြိုင်ပွဲ Main Stage ကိုတက်လန်းခွင့်ရသွားတာပါ။အချို့သောပရိသတ်တွေကတော့ခင်နာဆိုအနေနဲ့အလှမေရုပ်ရည်ခနာကိုချိုးစားမရှိတာကြောင့်မြမခုံဆောင်အလှမေမဖြစ်နိုင်ဘူးပြုတ်မှာပါလို့ပြောတဲ့သူတွေလည်းရှိတာဖြစ်ပါတယ်။အခုခါမှာတော့ခင်နာဆိုဟာ Miss Universe ပြိုင်ပွဲဝင်နေတော့ငွေတွေပျောက်သွားလို့ဒုက္ခရောက်နေတာပါ။အခုချိန်မှာတော့ခင်နာဆိုဟာနေပွဲတွေလည်းရှားပါနေတာကြောင့်ငွေတွေပျောက်သွားပြီးမှငွေပုံငွေရှမ်းမရှိတော့ကြောင်းဒါကြောင့်လေသူမအနေနဲ့စင်တင်တွေ Amplas တွေမှာတချင်းဆိုခြင်းတယ်လို့ပြောလာပါတယ်။သူမအနေနဲ့ပျောက်ဆုံးသွားတဲ့ပတ်စံတွေလူတွေစီကချင်းကားတာမျိုးရှက်လုံးလို့မလုပ်ချင်တာကြောင့်လေရန်ကုန်မြို့မှာအလုပ်လေးလုပ်ချင်တယ်လို့ဆိုလာခဲ့ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောငွေမရှိလို့စင်တင်မှာတချင်းဆိုရင် Miss Universe ပြင်မဲ့ခင်နာဆိုးပေါ်မှာမမီတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်။